ချင်းရတော့စကူအိမ်မက်တွေရှိရယ်ဝင်းကြီးချက်တွေရှိရယ်အရာအလုံးတည်ငြိမ်ပြီးတိတ်ပဲရှိရယ်ဟယ်လိုအေးငါကနေပြီကောင်းမှာပေါ့ကွာကန်နေမှာပဲစောင့်နေလေအေးမာလာမတက်တော့ကောင်းမယ်I'm gonna tell you that I love you လမ်းမှာတွေ့ရပန်းပွင့်နေတည့်ရတည်အကုန်လုံးစိတ်နဲ့ဆိုပြေးနေတယ်ဘဝဆိုတာဒီလိုမျိုးပဲတသက်မှတ်တဲ့သွားရလို့မြင်ထင်နေလိမ့်မယ်ဒီချောင်းတက်ပြီးရင်တော့တစ်ခုလုံးမယ်ပေါ့ I'll miss you if you go Yes I'm ဒါမဲ့ထင်လို့ဖြစ်မလာခဲ့ဘူး How much Hello COVID-19 Co for corona Vi for virus D for disease and 9တိတ်မကြခင်မှာပဲအရာအလုံးပြောင်းလဲသွားခဲ့စကားဝိုင်းနေပို့ပြီးတော့လေးလံလာတယ်ပတ်ဝန်းကျင်မှာရန်နေဖြစ်နေကြတယ်ဘာကြောင့်လဲဆိုတော့မင်းသိချင်မသိပေမဲ့ခံစားလို့ရနိုင်မယ်အဲ့ဒါနဲ့ဒီနေ့မှာတော့မင်းနဲ့မင်းကြီးရဲ့နေရာတစ်ခုမှာမင်းရနေမိလိမ့်မယ်မင်းသွားမယ်လို့ဘယ်တော့မှမတွေးမိတဲ့နေရာမျိုးပေါ့ရွေးချယ်လို့မရရရှိရဆိုတော့မင်းလက်ခံလာရလိမ့်မယ်မင်းတို့တို့ကပြန်ရွေးချယ်ခြင်းရွေးချယ်လိမ့်မယ်မင်းကြရှုံးအောင်တအားကြောက်နေလိမ့်မယ်တကယ်လက်တွေပေါ်မင်းငင်းဆန်နေလိမ့်မယ်ဘဝမှာဒီထက်ပိုဆိုးစရာမရှိတော့ပါဘူးကွာလို့မင်းခဏခဏတွေးမိလိမ့်မယ်ဒါမဲ့အမြဲတမ်းဂိမ်းပူဆိုးလာတယ်ဒါပေမဲ့ဆိုးရွေးလည်းမဟုတ်ပါဘူးလင်းရတစ်ခုရောက်လာခဲ့ Monday morning blues I open my eyes and I'm greeted by a cute little smile the world is new with you by my side everything is beautiful Tuesday afternoon I'm calling you home just to hear your voice on the phone I think of you and I'm not alone You are everything under the sky so blue. I found my piece of heaven, spending my days with you. တကယ်တော့ဘဝကမင်းထင်ရတယ်လို့တသက်မထဲမဟုတ်ခဲ့ဘူးအစင်းတက်တီးလမ်းခွဲရည်လည်းအရင်များလုံးနေဘယ်လမ်းကိုသွားရမလဲဆုံးဖြတ်ဖို့အတွက်မင်းဘယ်တော့မှအဆင်သင့်မဖြစ်ခဲ့ဘူးဒါပေမဲ့ငါဟော်တယ်မင်းမို့တတိချီချီနဲ့ခြေလမ်းတစ်ခုစလန်းခဲ့ဟုတ်ကဲ့ဒီလက်ကောင်တော့ကျွန်တော်နားရမယ်ပေါ့နော်ပြီးတော့ကျွန်တော်တခြားနေရာသွားမယ်နောက်ပိုင်းကျရင်တော့အဲ့ဒီအဆင်သင့်မဖြစ်ခဲ့တဲ့ခြေလမ်းတစ်ခုကမင်းဘဝကိုပြောင်းနေနိုင်တယ် Morning snooze with breakfast in bed and I listen to the song in my အဲ့တော့ငါမင်းကိုပြောချင်တာကြောက်နေသေးရင်လေတလန်းတော့လှမ်းပါမတရားသေးရင်လေတလန်းတော့လှမ်းလိုက်ပါမင်းရဲ့နာကကမင်းထင်တာလို့ဖြစ်လာခြင်းမှဖြစ်လာနိုင်မယ်ဒါမှမဟုတ်မင်းထင်တာထက်လေအများကြီးပူကောင်းလာနိုင်ပါတယ်မင်းမှာခြေလန်းတလန်းတော့အားရနေကြသေးရမလား piece of heaven ဟဲ့ကျောင်းတော့ကြောက်နေပြီလေရရရ အဲ့က